အာရိဋ္ဌသုတ်တံလေးကိုဘုံဘုံအနှစ်ချုပ်ပြီးတော့ပြောပြတယ်ဟုတ်လားအာရိဋ္ဌသုတ်တံဆိုတာကဘုံတို့ဥရဝေလကတ္တဗနရီကတ္တဗဂယကတ္တဗဆိုတော့နောက်ညီကိုသုံးပါယသိတွေကိုခေါင်းဆောင်ပြီးတော့တရားကျင့်နေကြတာရှိတယ်ဖះမပွင့်ခင်တည်းကစအဲ့ဒါကိုမြတ်စွာဘုရားပွင့်လာတဲ့အခါမှာနော်သူတို့ကိုခြေချွတ်တဲ့အခန်းကိုယသိညီနောင်ရှင်တထောင်ခြေချွတ်ခန်းဆိုပြီးကြားဘူးကြမယ်ထင်တယ်နော်အဲ့ဒါသူတို့အကြောင်းလေးတွေကိုဒီတွေကငယ်ရွယ်သူတွေအတွက်ဘုဟုတ္တဖြစ်ဖို့ဘုံဘုံပြောပြမယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားဒီဘုရားဖြစ်ပြီးကသာတိတ်မကြသေးခင်ပဲသူတို့ကိုခြေချွတ်ဖို့မြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာပေါ်လာတယ်ပေါ့အဲ့ဒါနဲ့သူတို့ကဘယ်မှာနေတာတုံးဆိုတော့နော်နေရင်စရာမြေကမ်းမှာနေတာအဲ့ဒါအကြီးဆုံးအကိုကြီးကဥရဝေလကတ္တပနော်ကတ္တပပါပဲနာမည်တွေကတော့ကတ္တပအနွယ်နေမှာပေါ့အဲ့ဒါဥရဝေလကမ်းမှာနေလို့ဥရဝေလကတ္တပသူ့မှာတပည့်900ရှိတယ်ဒါသူ့ရဲ့ညီအလတ်ကတော့ဒီမြစ်ရဲ့အောက်ဖက်ကစိတ်ကမ်းမှာနော်တပည့်300နဲ့သူကအုပ်စုတစုကိုခေါင်းဆောင်ပြီးတော့နေတာပေါ့ညီငယ်ဆုံးကအဲ့ဒီအောက်ကဂရာစိတ်ကမ်းမှာတပည့်200နဲ့နေတယ်တဲ့အားလုံးတပည့်1000ရှိတယ်ပေါ့နော်အဲ့ဒီလိုနေတဲ့ချိန်မှာမြတ်စွာဘုရားဘယ်ကြွသွားတုံးဆိုတော့အကိုကြီးဆုံးဖြစ်တဲ့ဥရဝေလကတ္တဗစီကိုကြွသွားတယ်ဟိုရောက်တဲ့အခါကျတော့ကတ္တဗအသင်မပင်ပန်းဘူးဆိုလို့ရှိရင်ငါ့ကိုဒီမှာနေခွင့်ပြုပါငါတခဏမြဒီမှာနေခြင်းတယ်ပေါ့အဲ့တော့ဥရဝေလကတ္တဗကရပါတယ်နေလို့ရတယ်ဒါပေမဲ့လို့အဲ့ဒီမီတင်းကုတ်ထဲမြတ်စွာဘုရားမီတင်းကုတ်ထဲနေဖို့သူ့ကိုခွင့်တောင်းတာကိုအဲ့ဒီမီတင်းကုတ်ထဲမှာအလွန်အစွမ်းရှိတဲ့တကိုးထက်တဲ့နဂါးရှိတယ်အဲ့ဒီနဂါးရှိတဲ့အတွက်ကြောင့်တင့်ကိုငါမနေသေးခြင်းဘူးငါကတော့မနေခံဘူးလို့မရှိပါဘူးသင်နေခြင်းလည်းနေဒါပေမဲ့နဂါးရှိတယ်